အားလုံးပဲမင်္ဂလာပါ FB ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်မကအစီအစဉ်တစ်ဆက်သူချမ်းပါဆက်လာလေးမစမီကျမတို့ရဲ့ channel ကို like and subscribe လုပ်သွားပေးပါအောင်နော်ဇလန်ရဲ့အစမှာတော့နာမည်ကြီးရှိနေတရားအမှုအောင်လာခဲ့ပြီးအိမ်ရောက်တော့အဖေဖြစ်သူကိုပြောပြကနှုတ်ဆက်နေခဲ့တယ်အဲ့ဒီနောက်ဝိုင်းတူလောင်ခန်းစီသွားခဲ့ပြီးဝိုင်းတပလင်းရှူကအပြင်ထွက်ခွာပြီးတက်တန်ကြရင်ပြီးဖြစ်နေတဲ့အပင်ကြီးမှာလူတယောက်နာမည်ထွန်းလာခဲ့ပြီးအတိတ်ကိုပြန်လဲတွေးနေခဲ့တယ်အဲ့ဒီနောက်ကြောင်ပြန်ရောက်သွားခဲ့ပြီးထိုလူရဲ့နာမည်ကအင်တာဖြစ်တယ်ဒါပေမဲ့လူချင်းရုံပေါက်နေပေမဲ့တနာချင်တာတက်သူဖြစ်ပြီးရုတ်တရက်သူတချင်းကြီးတန်ကိုကြားခဲ့တယ်အဲ့ဒီနောက်ဆာရာတို့ခေါ်တဲ့မိန်းကလေးတယောက်ကစီကန်တင်းကျပ်အယူသီးတဲ့ဖခင်နဲ့တူနေထိုင်ပြီးဒီနေ့ကဆာရာရဲ့10ရောက်မြောက်သူတို့သားနဲ့တွေ့ဆုံမှုရှိတာဖြစ်ပြီးပြင်ဆင်နေကြတော့တစ်ဖက်မှာလည်းအင်တာကမော်ဒယ်မတအုပ်နဲ့အတူနေထိုင်နေရပဲဖြစ်တယ်အဲ့ဒီနောက်အဖေဖြစ်တဲ့သူစီသူတို့သားတို့ဘက်ကဖုံးဝင်လာကတခြားတယောက်ကိုရွေးချယ်လိုက်တာမို့ဆာရာကိုညှင်းဆိုလိုက်တယ်အဲ့ဒါကြောင့်ထုံနဲ့ဆင်လာရအကြီးတွေမင်္ဂလာဆောင်ပြီးမှအငယ်တွေဆောင်ရတာဖြစ်တာမို့အခုထိကျင်းမမတွေ့သေးတဲ့ဆာရာကြောင့်အငယ်မဖြစ်သူမှပောက်ကွဲနေခဲ့ပြီးဆာရာရဲ့သူလည်းဘာမှမတတ်နိုင်ကြောင်းစကားများနေခဲ့ကြတယ်အဲ့ဒီနောက်ဆာရာတို့သားဖာအောက်ဆင်လာတော့အင်တာနဲ့မော်ဒယ်မတို့နန်းနေကြတော့အဖေဖြစ်သူမှစူဆဲနေခဲ့ပြီးအောက်ရောက်တော့တခြားလူကြီးတွေနဲ့အင်တာလိုလူမျိုးကိုဘာလို့ဒီတိုက်ခန်းမှာပေးနေရလဲမေးတော့သူကရာဇဝတ်ကောင်ဖြစ်ပြီးလူသက်မှုနဲ့ထောင်ချဘူးကြောင့်နဲ့စက်တီရှိလာတဲ့လီလီဆိုတဲ့မိန်းမကအင်တာနယ်မြေနဲ့တိုက်ခန်းလွှဲအခက်ကြောင့်သိခဲ့ရတယ်ပြီးတော့သူ့အဖေကလည်းတထေးကြီးတူဖြစ်တာမို့ဘသူမှအရေးမယူခဲ့ကြဘူးဖြစ်နေတယ်အဲ့ဒီနောက်ဆာရာကစာကြည့်တိုင်မှာအလုပ်လုပ်နေခဲ့တာဖြစ်ပြီးမန်နေဂျာဆိုတဲ့သူရောက်လာကဆာရာကိုအကြံပြုချက်တစ်ခုကိုကျေးဇူးတင်နေခဲ့ပြီးရုံးကနွမ်းပါတဲ့ကလေးတွေအတွက်ပွဲတစ်ခုလုပ်ပေးမှဖြစ်ပြီးဆာရာကိုဝက်ဝုံရုပ်လေးဝစ်ကပြဖျော်ဖြေစေဖို့ကိုကြီးတောင်းနေခဲ့တာကြောင့်ဆာလာလည်းသဘောတူခဲ့တယ်တကယ်တော့ဆာလာကမန်နေဂျာဆိုသူကိုသဘောကျနေခဲ့တာဖြစ်ပြီးနောက်ရဲပွဲကြဆာရာဝက်ဝုံရုပ်ကလေးနဲ့ပြင်မကြီးစွာပြနေခဲ့ရပြီးတက်လေကအစင်မှာအင်တာနက်တွေ့တော့အရုပ်ခေါင်းပြဆုတ်ခဲ့ပြီးရုပ်တရက်တက်လေကမှာပြတ်သွားခဲ့ပြီးပူနေခဲ့တာကြောင့်ဆာရာကိုယောက်ျားလေးထင်ကအင်တာလည်းအဝတ်တွေချုပ်ပေးနေခဲ့ပြီးဆာရာကဆက်မချုပ်ဖို့ပြောမှမိန်းကလေးမသိသွားခဲ့ကရှက်နေခဲ့တော့တယ်အဲ့ဒီနောက်ဆာရာရဲ့ဝုံဝုံအင်ကြီးကိုဝှချုပ်ပေးခဲ့ပြီးရုတ်တရက်မီးပြန်လာတော့ဆာရာတယောက်ရှက်သွားခဲ့ကထွက်ပြေးသွားတော့တယ်ဒါပေမဲ့ဝုံဝုံကောင်ကြီးကြံခဲ့တာကြောင့်အင်ဂျာလိုက်ပေးခဲ့ပြီးသူ့လိုလူတယောက်အတွက်ဖတ်တဲ့နဲ့စာအုပ်တအုပ်ကိုညွှန်ပေးဖို့အကူအညီတောင်းခဲ့တာကြောင့်ဆာရာရဲ့စာအုပ်နှစ်အုပ်ကိုပေးခဲ့တယ်ဒီလိုနဲ့ရက်တိုင်းစာအုပ်လာငါဖြစ်ခဲ့ပြီးဆာရာနဲ့ရင်းနှီးသွားခဲ့ကြတာပဲဖြစ်တယ်နောက်နေ့အင်တာနက်မော်ဒယ်မကအခန်းထဲကနေထွက်လာပြီးဆက်နေခဲ့ကြကဆာရာတို့သားဖာနဲ့ဆုံခဲ့ကြတယ်အဲ့ဒီနောက်ညစာစားနေခဲ့ကြပြီးအဖေဖြစ်သူမှမနှက်ပြန်အပြင်သွားစရာရှိတာမို့အမေဖြစ်သူဆာရာကိုနောက်ထပ်သူတို့သားလောင်းလာကြည့်မှဖြစ်ကြောင်းပြောပြကမနှက်ကြသူတို့သားလောင်းနဲ့ညီမဖြစ်သူရဲ့ရီစာရောက်လာခဲ့ကြတယ်အဲ့ဒီနောက်တွေ့ဆုံခဲ့ကြပြီးဆာရာကိုအဖက်မလုပ်နေခဲ့ကြပဲစကားဝိုင်းပြီးတော့ဖုံးမေ့ကြံခဲ့တာကြောင့်မဖြစ်သူမှသွားပေးခိုင်းခဲ့တယ်အဲ့ဒီနောက်ဆာရာသွားပေးတော့မပြတ်ညသေးတဲ့လူနှစ်ယောက်ကဆာရာဘလောက်ရဆိုးကြောင်းနဲ့မဖြစ်နိုင်ကြောင်းအတင်းပြောနေတာကိုဆာရာကြားသွားခဲ့ပြီးအနားမှာရှိနေတဲ့အင်တာလည်းစိတ်မကောင်းဖြစ်နေခဲ့တယ်ဆာရာအခန်းပြန်ရောက်တော့ညီမဖြစ်သူမှငိုနေခဲ့ပြီးသူ့ရီစာရဲ့တငယ်ချင်းကလည်းလက်မှတ်ခံကြောင်းသိရလို့တကယ်ပဲနောက်လာအထိလက်မှတ်ထပ်နိုင်သေးရင်သူတို့အနေနဲ့လည်းရှေ့ဆက်ဖို့မဖြစ်နိုင်တော့တာကြောင့်ညီမဖြစ်သူမှဆာရာကိုစိတ်တူနေခဲ့တယ်အဲ့ဒီနောက်ဆာရာတဲ့ပုံစံချိန်မှုမော်ဒယ်တူရဲ့မန်နေဂျာကိုဖုန်းဆက်ခဲ့ပေမဲ့appointment မရတာကြောင့်မော်ဒယ်မကလည်းအင်တာရဲ့ရီစာဟောင်းဖြစ်နေတာကိုသတိထားမိခဲ့တယ်တစ်ဖက်မှာလည်းညီမဖြစ်သူမှသူ့ရီစာကိုဖုန်းခွဲဖို့စူးစမ်းနေခဲ့ပြီးငိုကြွေးနေခဲ့တာကြောင့်မကြည့်ရနေတော့တာနဲ့ဆာရာမိဘတွေခီးသွားနေတဲ့ည3နာရီကြီးအင်တာရဲ့တိုက်ခန်းစီဆင်းလာပြီးရီစာဟောင်းမော်ဒယ်မနဲ့တွေ့ဖို့အကူအညီတောင်းနေခဲ့ပြီးအင်တာလည်းလေးစင်ငယ်ပေးအောင်လုပ်နေရင်ဆာရာအနေနဲ့ညီမမင်္ဂလာဆောင်ကြောင့်သူမမင်္ဂလာအရင်ဆောင်ရဖို့ပုံတုံးဒီဇိုင်းကြီးကိုပြောင်းလဲဖို့ဖြစ်ပြီးရီစာဟောင်းဖြစ်သူနဲ့တွေ့ရဖို့အကူအညီတောင်းနေရင်ရုပ်တရက်မော်ဒယ်မကမူဗီပြန်ရောက်လာကဆာရာကိုမြင်တော့ဖောက်ပြန်နေကြတယ်ဆိုပြီးဆာရာကိုလည်းစူဆဲနေတာကြောင့်ဆာရာငိုသွားခဲ့ရတယ်အဲဒါကြောင့်အင်တာမှာပြန်တောင်းပန်ခဲ့ပြီးသွေးဆိုးနေတဲ့မော်ဒယ်မကပလင်းတပလင်းနဲ့ပောက်ကွဲခဲ့တာကြောင့်အင်တာတို့လည်းရှောင်ရင်ကြောပဲထိခိုက်သွားခဲ့ကဒဏ်ရာရသွားခဲ့တော့တယ်အဲ့ဒီနောက်လမ်းထိပ်ကဈေးဆိုင်ကိုအတူတူသွားခဲ့ကြပြီးတိုက်ခဲဆောင်ကလည်းရဲကိုအကြောင်းကြားခဲ့တယ်အဲ့ဒီနောက်ရဲမှုရောက်လာကရဲတို့ရဲ့ထုံးစံအတိုင်းအော်ဘီစစ်ဆေးကဖမ်းဆီးဖို့အလုပ်ဆာရာကလည်းကြောက်နေခဲ့ပြီးရဲမှုကိုတောင်းပန်ကအဖြစ်ပြက်တွေကိုရှင်းပြခဲ့တာကြောင့်ရဲမှုလည်းတနာကတိုက်ခန်းထီကားနဲ့လိုက်ဖို့ပေးခဲ့တယ်တစ်ဖက်မှာလည်းဂိတ်ဆောင်ကစောင့်ကြည့်နေခဲ့ပြီးနောက်နေ့မနေ့ဆာရာမိဘတွေပြန်ရောက်လာတော့တိုက်ခန်းထဲမှာလူကြီးတွေစုဝင်နေခဲ့ကြပြီးနောက်ကအဖြစ်ပြက်တွေကိုပြောပြတော့ဆာရာအဖေလည်းမယုံကြည်ဘူးဆိုတာကြောင့်လိုက်ကြည့်ခဲ့ရတစ်ဖက်မှာလည်းဆာရာကအင်တာကိုစိတ်ထက်ပေးနေတော့ဘလို့မှရှင်းပြလို့မရတဲ့အခြေအနေတစ်ခုဖြစ်သွားခဲ့တယ်အဲ့ဒီနောက်သမီးဖြစ်သူကိုလူပုံအလဲမှာပါရိုက်ခဲ့ပြီးအင်တာလည်းရှင်းပြဖို့စ조사ပေမဲ့သူသမီးကြီးမှတည်သွားပြီလို့ဆိုကထားခဲ့တော့တယ်အဲ့ဒီနောက်ဆာရာအလုပ်သွားနေရင်ငိုယိုနေခဲ့ပြီးအမေဖြစ်သူမှဖုန်းဆက်ခဲ့ကအကျိုးအကြောင်းမေးပေမဲ့ဆာရာကညီမလေးရဲ့မင်္ဂလာဆောင်ကိုပဲအာရုံစိုက်ဖို့နဲ့သူ့အတွက်ကိုစိတ်မပူဖို့ပြောနေခဲ့တယ်အလုပ်ရောက်တော့အိမ်ငါဖို့လိုက်ရှာနေခဲ့ပြီးဘယ်အိမ်မှာငါမရနေရနဲ့အိမ်ပြချင်းအိမ်မပြန်သေးတာကြောင့်အင်တာရောက်လာကနေဖို့အိမ်တော့တစ်ခုပေးခဲ့တယ်အဲ့ဒီနောက်နေရမယ့်အိမ်ကိုလည်းရောက်လာခဲ့ပြီးအိမ်ကြီးကအိုနေပေမဲ့လည်းဆာရာအတွက်တကယ်ကိုအဆင်ပြေနေခဲ့တယ်နောက်ရဲဆာရာတို့အတူတူဈေးဝယ်ထွက်နေခဲ့ကြပြီးဖြော်ရည်တောက်ကြကအင်တာရဲ့အရက်ပါတဲ့ခွက်ကိုလူတောက်ခဲ့ပြီးလူရိုးမလေးဆာရာတရားအမှုလိုငါလေပေါ်မြောက်နေခဲ့တာကြောင့်အင်တာတယောက်ထိနေခဲ့ရတယ်နောက်ရဲဆာရာကိုအလုပ်လိုက်ဖို့နေရင်မနေ့ကဆာရာမူပြီးဘာတွေလုပ်မိလဲဘလို့ကြီးဖြစ်နေလဲမင်းနေခဲ့တာကြောင့်အင်တာလည်းချစ်ဖို့ကောင်းကြောင်းပြောခဲ့တယ်အဲ့ဒီနောက်တိတ်လိုက်တော့ရဖို့ခဏဆောင်ခိုင်းနေတော့လူ
တယောက်ကပတ်ဆိုင်ပြုတ်ကျသွားတာကြောင့်အယူတယောက်ကကောက်ယူခဲ့ပေမဲ့ဆာရာမြင်တော့ပြန်ပေးဖို့ပြောနေတော့အင်တာရောက်လာကဆိုင်ကိုကြည့်ပြီးရုတ်တရက်စိတ်တိုလာကအယူကိုပြစ်ပေးလိုက်တာကြောင့်ဆာရာလည်းပြန်ယူလာပြီးဖန်ရှင်ကိုပြန်လဲပေးခဲ့ပြီးအင်တာဘေးမှာစကားများနေပေမဲ့ဒေါသထွက်နေတဲ့အင်တာတယောက်ကဆာရာကိုအဝေးကိုတွန်းထုတ်လိုက်တယ်အဲ့ဒီနောက်ပတ်ဆိုင်ပိုင်ရှင်ကလာရောက်ကူညီခဲ့တယ်နောက်နေ့ညမှာပောက်ကွဲနေတဲ့အင်တာတယောက်အရက်တွေထိုင်တော့နေခဲ့ပြီးဆာရာကိုတောင်းပန်ဖို့သွားခဲ့နေပေမဲ့အိမ်ကလည်းတောက်ခတ်ထားဆဲဖြစ်တာကြောင့်စိတ်ပူတော့ကအလုံးနဲ့အရင်တိုက်ခန်းကိုလာရှာခဲ့ပေမဲ့နောက်ဆုံးမှာတော့သူတွင်းခဲ့တဲ့နေရာမှာပဲထိုင်ကုန်နေတဲ့ဆာရာတယောက်ကိုတွေ့ကဘာကြောင့်အိမ်မက်ပြန်လဲမေးတော့အင်တာမှာထွက်သွားလို့တွန်းထုတ်လိုက်တာကြောင့်ညနေပြောင်တိုက်ပြီးသူများအိမ်မှာမနေချင်ကြောင်းငိုနေခဲ့ပြီးအင်တာလည်းတောင်းပန်ခဲ့တာကြောင့်ဆာရာကလည်းဖတ်ထားကဟိုအဖြစ်ပြက်ကိုတစ်ဖက်ကဆာရာအဖေကလည်းပင်ကဒေါသထွက်နေခဲ့တယ်အဲ့ဒီနောက်ဆာရာကပတ်စံရေးပိုင်ရှင်နဲ့အင်တာကတားဖားတွေဖြစ်ကြပြီးစာအုပ်မှာတွေ့ခဲ့တာဖြစ်ကြောင်းအင်တာလည်းသူ့ဖေကိုအရင်မုံချောင်းပြောခဲ့တယ်အဲ့ဒီနောက်ဆာရာကိုမိဘတွေကဘလို့မှပြန်ခေါ်လာနိုင်မလဲမေးတော့ဆာရာကပညာတတ်မျိုးယောက်ျားကောင်းတစ်ယောက်နဲ့ရှူမှာပြန်လက်ခံနိုင်ပေမဲ့ဆာရာတို့ရုပ်ဆိုမကိုအဆင်နဲ့ချင်းယောက်ျားတစ်ယောက်ကလက်မခံနိုင်ကြောင်းပြောခဲ့တယ်အဲ့ဒါကြောင့်အင်တာကဆာရာကိုလိုကယ်အကြတွေရှိတဲ့ဈေးခေါ်လာကသူ့အတီဒီဇိုင်နာလေးနဲ့ပေးတွေ့ခဲ့ပြီးအစပိုင်းဆာရာကကြောက်နေခဲ့ပေမဲ့နောက်ဆုံးမှာတော့ဆာရာနောက်ွယ်ကအလှတရားပေါ်ပေါက်လာကဆာရာအတီပြန်လည်မူဖွားခဲ့တယ်အဲ့ဒီနောက်မိဘတွေစီကိုတွားပြဖို့ကြိုးစားခဲ့ပေမဲ့တစ်ဖက်ကအဖေဖြစ်သူမှာဆာရာကိုတိတ်သူအဖြစ်သွင်းနေခဲ့ပြီးဖြစ်တာကြောင့်ဆာရာလေးလည်းရှော့ရကဘာမှကိုမပြောနိုင်တော့ပဲယူတမိုင်းလို့ထွက်သွားခဲ့ပြီးနောက်အင်တာကိုလည်းသူ့အရှုံးပေးမှာမဟုတ်ကြောင်းနဲ့လူတယောက်ကိုလက်ထက်ပြီးအိမ်ကိုပြန်လာမှာဖြစ်ကြောင်းဖေလည်းပြန်လက်ခံမှာလို့ဆိုကပြောနေခဲ့တယ်အဲ့ဒီနောက်ဆာရာအလုပ်ရောက်တော့အရင်ကနဲ့မတူတော့ပဲကွဲပြားခြားနာနေတဲ့ဒီဇိုင်းတွေကြောင့်အများရဲ့အာရုံစိုက်ခြင်းကိုခံခဲ့ရပြီးမန်နေဂျာကလည်းဆာရာကိုချီးကပ်လာကဘာကြောင့်ပြုပြင်လိုက်တာလဲမေးတော့ဆာရာလည်းတယောက်ယောက်နဲ့ချစ်သူဖြစ်ဖို့လို့ပြန်ပြောလိုက်တယ်အဲ့ဒီနောက်ဆာရာအလုပ်မလာတော့ပါကြောင်းမန်နေဂျာမှာလာမင်းနေခဲ့တာကိုအင်တာသတိထားမိသွားခါဆာရာကိုအလုပ်မှာလူတယောက်ရှာနေကြောင်းနဲ့ဘာကြောင့်မို့ရှောင်နေရလဲမေးတော့ဆာရာလည်းသူနဲ့တွေ့မိတိုင်းအလိုလက်ချော်ချော်တွေလုပ်နေမိတာဖြစ်ကြောင်းပြောကအင်တာလည်းပညာတတ်အမျိုးကြီးယောက်ျားတွေရဲ့စည်ရင်းစာအုပ်ကိုဆာရာကိုပေးခဲ့ပြီးနောက်ပတ်ထဲမှာဆာရာနဲ့တွေ့ဖို့လာကြလိမ့်မယ်လို့ပြောခဲ့တယ်အဲ့ဒီနောက်ဆာရာအလုပ်သွားတော့မန်နေဂျာဆိုတဲ့သူကဆာရာကိုနောက်ရက်ဒိတ်ဖို့ပြောခဲ့ပြီးဆာရာရဲ့ပြောင်းလဲမှုကိုသဘောကျတယ်လို့ဆိုကတခါတည်းလက်ထပ်ဖို့ပြောခဲ့လိုက်တာကြောင့်ဆာရာတွေ့ဝင်နေတော့မှအင်တာမဖုန်းဆက်တော့အပြေးလာခဲ့ပြီးဆာရာကိုလူတယောက်နဲ့တွေ့ပေဖို့နဲ့အဲ့ဒီလူကလည်းအပေါ်မှာစောင့်နေရကြောင်းပြောရင်းနဲ့ဆာရာမှမန်နေဂျာကလက်ထပ်ဖို့ခွင့်တောင်းနေကြောင်းပြောခဲ့လိုက်တယ်အဲ့ဒါနောက်ဆာရာတို့ရီးစားတွေဖြစ်ခဲ့ကြပြီးပျော်ရွှင်နေခဲ့ကြပေမဲ့အင်တာတယောက်ကတော့နေ့ရက်တိုင်းလိုအသေးကွက်နေခဲ့ကအရက်နဲ့ပဲဖြစ်သိမ့်နေခဲ့ရတယ်အဲ့ဒီနောက်ဆာရာသူစစ်ခဲ့တာဖြစ်ပြီးလက်ထပ်ပြီးရနဲ့တခါတည်းနိုင်ငံသားထိလိုက်သွားဖို့ဗီဇာလုပ်နေခဲ့တာဖြစ်ပြီးအင်တာကိုမင်္ဂလာဆောင်ဖိတ်စာပေးခဲ့တယ်ဆာရာမင်္ဂလာဆောင်တက်မဲ့လူကအင်တာတယောက်တည်းရှိတာမို့အင်တာကလည်းဖိတ်စာကိုယူကအဲ့ဒီနောက်တို့ရဲ့ဆာရာအဖေကိုတွေ့တော့အင်တာတက်တထေးသားတယောက်နဲ့ယူတော့မှဖြစ်တာကြောင့်ဖိတ်စာကိုပေးခဲ့ပေမဲ့လွတ်ပစ်တာပဲခံလိုက်ရတယ်အဲ့ဒီနောက်ဆာရာတို့လက်မှတ်ထိုးမင်္ဂလာဆောင်ကိုဆာရာရောက်နေခဲ့ပေမဲ့မန်နေဂျာမရောက်မလာလို့ဖုန်းဆက်လဲမကင်မဲဖြစ်နေခဲ့တယ်သူအများကလည်းသူတို့သမီးပြစ်ခံရပြီလို့စကားအတင်းပြင်းများပြောနေကြတော့ဆာရာတယောက်ရှက်လာပြီးအင်တာကရှစ်နေကိုခဏဆောင်ခိုင်းနေခဲ့ပြီးဆာရာတို့ရောက်တော့မန်နေဂျာရဲ့မိဘတွေကသဘောမတူဘူးဖြစ်ပြီးတေသူစီရင်နဲ့ထက်ကန်ထားရတဲ့မိန်းကလေးမျိုးဖြစ်တာကြောင့်ပြောတော့ဆာရာလည်းပောက်ကွဲကအင်တာကိုထိုးခိုင်းနေပေမဲ့အင်တာလည်းဘာမှမတတ်နိုင်ပဲဖြစ်နေခဲ့တယ်အဲ့ဒီနောက်ကျူးစားထားသမျှအကုန်လုံးတဲတဲ့ရည်သူဖြစ်သွားခဲ့တဲ့ဆာရာတယောက်စိတ်တက်ကြကသူတို့သမီးဘက်ကကုန်ကြခံရတဲ့ဟိုတယ်ကိုလည်းတယောက်တည်းနေမယ်လို့ဆိုကနေခဲ့ပြီးအင်တာလည်းနောက်ကလိုက်ထိုင်ပေးခဲ့နေရင်ယောက်သားအတူတူနေဖြစ်ခဲ့ကြတယ်ဒီလိုနဲ့နောက်ရက်မနေ့မှာအင်တာနိုးတော့ဆာရာရှိမနေပဲအပြင်မှာဆာရာနဲ့နေကြတို့တွေ့ကဖတ်နေခဲ့ကြတော့အင်တာလည်းသူတို့ပြန်အဆင်ပြေသွားပြီလို့ထင်ကဆာရာကိုတိုက်ခန်းစီပြန်ပြီလို့ဆိုကစာပို့လိုက်တယ်အဲ့ဒီနောက်တိုက်ခန်းကိုပြန်လာပြီးဆာရာထက်ဆက်သွင်းရင်လည်းပိုခန်းစားမှာဆိုတဲ့စိတ်ကြောင့်အဝေးကတနေရာကိုထွက်သွားဖို့လုပ်နေခဲ့ပေမဲ့ဆာရာအမေမှာညီမဖြစ်သူရဲ့မင်္ဂလာဆောင်ကိုလာရောက်ပေးခဲ့တာဖြစ်ပြီးအင်တာလည်းသူ့အဝေးတနေရာကိုထွက်သွားတော့မှဖြစ်ကြောင်းနဲ့ဖိတ်စာကိုတော့ပေးပေးမယ်လို့ဆိုကယူပြီးဆာရာအလုပ်သွားတော့အလုပ်ထွက်သွားပြီဖြစ်ကြောင်းနဲ့အန်ပီနဲ့တွေ့တော့ဆာရာနဲ့သူနဲ့အဲ့ဒီနေ့ကပြောစရာစကားရှိတာပြောပြီးလမ်းခွဲခဲ့ကြောင်းပြောလိုက်တော့အဲ့ဒါလည်းသူနားလွယ်မူလွဲကဆာရာကိုအဆက်အသွယ်ဖြတ်မိပြီလို့ဆိုကဆာရာကိုလည်းဘလို့မှဆက်သွယ်လို့မရတော့တာနဲ့ရှာဖွေနေခဲ့ပြီးနောက်ဆုံးမှာတော်တဲ့တနေရာမှာတွေ့လိုက်တယ်ဒါပေမဲ့ဆာရာမအင်တာကိုစိတ်တူနေခဲ့တာဖြစ်ပြီးသူ့ကိုအဆက်အသွယ်ဖြတ်သွားတာကြောင့်နဲ့သူမဘသူမှမယုံကြည်တော့တာဖြစ်ကြောင်းနိညာကိစ္စကိုလည်းမိတ်ခိုင်းခဲ့ကထွက်သွားတော့မယ်လို့ပြောနေခဲ့တယ်အင်တာလည်းညကဖြစ်ခဲ့တာတွေကိုသူဘယ်တော့မှမမေ့ဘူးဖြစ်ပြီးဆာရာကိုလက်ထပ်ခွင့်တောင်းခဲ့တယ်ဒါပေမဲ့ဆာရာလည်းသူ့မှာဖိအားတွေရှိနေခဲ့တာဖြစ်ပြီးတယောက်တည်းနေချင်ခဲ့ကြောင်းညင်းနေခဲ့ပေမဲ့နောက်ဆုံးအင်တာကိုချစ်မိနေတဲ့စိတ်ကမနေနိုင်တော့ပဲဖက်နေရင်လဲကျသွားခဲ့တော့တယ်အဲ့ဒီကြမှာဆာရာမှာ brain tumor ဖြစ်နေတာသိရှိခဲ့ရပြီးတင့်ရောက်တော့ဆရာဝန်ကဒီကိစ္စကိုဆာရာရဲ့ခင်မုံလောင်သိထားပြီးဖြစ်ကြောင်းပြောတော့အင်တာလည်း MBC သွားကဒေါသတွေနဲ့ထိုးနေလိုက်တယ်အဲ့ဒီနောက်ဒီကိစ္စတွေဘာကြောင့်မသူ့ကိုမပြောပြလဲမိတော့ဆာရာမှာမပြောခိုင်းတာဖြစ်ကြောင်းပြောပြီးယောဂကိစ္စကလည်းလမ်းခွဲပြီးမှတီးခဲ့ရလို့ဟိုတနေ့ကဆာရာနဲ့တွေ့ပြီးတော်ပြကနှစ်သိပ်ပြီးသူ့ကိုပြန်လက်ထည့်ဖို့တောင်းဆိုနေခဲ့ပေမဲ့ဆာရာမှာလက်မခံတော့တာပဲဖြစ်တယ်အဲ့ဒီနောက်အင်တာလည်းဆာရာဖုန်းထဲမှာမင်္ဂလာဆောင်တဲ့ပတ်သက်တာလေးတွေကြည့်နေချင်းဆာရာတက်တာလာတော့ဆာရာကိုပြောအောင်ဖျော်ပြနေခဲ့ပြီးသူညမလေးရဲ့မင်္ဂလာဆောင်ဗီဒီယိုတွေပြကဝမ်းသာမျက်ရည်လေးကြကအဖေကိုအရန်ချစ်ကြောင်ပြောနေခဲ့တယ်အဲ့ဒီနောက်အင်တာကဆာရာကိုချစ်နေကြဝန်ခံခဲ့ပြီးနောက်ထပ်လက်ထပ်ခွေတောင်းခဲ့ပေမဲ့ဆာရာမညင်းနေခဲ့ပြီးအင်တာအနေနဲ့သူမနဲ့ပတ်သက်ပြီးဆုံးရှုံးစရာတွေပဲရှိမဲ့အကြောင်းပြောနေရင်ရုတ်တရက်နှာခေါင်းသွေးရှန်ကထက်မှန်လဲကျသွားတော့တယ်ဒီတစ်ခါတော့ယောဂအခြေအနေပုံမဆိုးရလာတာကြောင့်အတာလည်းတီးမဲ့ခံနိုင်တော့ပဲအမူးတောက်ပြီးဆာရာမိဘ
အိမ်ကိုသွားကဆာရာပုံရှိပန်းချိတ်ထားတာကိုဆွဲဖြုတ်ထားတာကြောင့်အဖေဖြစ်သူနဲ့ညီးခဲ့ပြီးနောက်တစ်ခါထပ်မတက်ဖို့ပြောကပါရက်ခံလိုက်ရတယ်အဲ့ဒီနောက်တိုက်ခန်းအပေါ်မှာမုံမအောင်တောက်နေခဲ့တဲ့အတားကိုအဲမှုမှာလာရောက်ခေါ်ခဲ့ပြီးတိုက်ခန်းကလူတွေကတိုင်လိုက်တာပဲဖြစ်တယ်တစ်ဖက်မှာလည်းဆာရာတယောက်စေးုံစင်တော့အတားကိုစောင့်နေခဲ့ပြီးတစ်ဖက်မှာလည်းအတားတယောက်ရဲမှုကိုဖုံးတကောဆက်ဖို့တောင်းဆိုနေခဲ့ပေမဲ့အချုပ်တက်ထဲတော့မှတီးရတော့ထွက်ပြေးသွားခဲ့တော့တယ်အဲ့ဒီနောက်အရင်ကအတားစာအုပ်ငါတိုင်းသူ့ဖုန်းနံပါတ်ပေးထားတဲ့ကက်ကလေးကိုပြန်တွေ့တော့ဆာရာဖုန်းခေါ်ခဲ့ပြီးမဲ့ဖုန်းကကျန်းခဲ့တာကြောင့်မကင်မဲရှိနေတယ်အဲ့ဒီနောက်အင်တာဗျူးတော့ရဲတွေလက်ဖန်ခဲ့ကြပြီးအတင်းအကျပ်ရုံရစ်ဆက်ခဲ့ဖြစ်နေကြတော့ရဲမှုလည်းတနာကအတားကိုဆာရာစီပို့ပေးက10မိနစ်အချိန်ပေးခဲ့တယ်အဲ့ဒီနောက်ဆာရာကိုတွေ့တော့ဆာရာလည်းပျော်သွားခဲ့ပြီးနောက်ဆုံးအင်တာကိုလက်ထပ်ဖို့လက်ခံလိုက်တော့တယ်အဲ့ဒီနောက်ရဲရောက်လာတာကြောင့်ဆာရာလည်းမဖမ်းဖို့တောင်းဆိုနေခဲ့တော့တနာသွားတဲ့ရဲလည်းလက်ထိပ်ဖြုတ်ပေးကသူ့ရဲ့မင်္ဂလာဆောင်လက်ဖွဲ့ဖြစ်ကြောင်းပြောကလွတ်ပေးလိုက်တော့တယ်အဲ့ဒီနောက်ဆာရာလက်မှာဒက်ဆိုးခံခဲ့ပြီးမင်းနဲ့ဖြစ်မင်္ဂလာဆောင်အတွက်ပြင်ဆင်နေခဲ့တယ်ဒါပေမဲ့အင်တာတရားဆာရာမိဘအင်ကိုထပ်မံသွားခဲ့ကဆာရာနဲ့သူနဲ့မင်းနဲ့ဖြစ်မင်္ဂလာဆောင်တော့မှာဖြစ်ပြီးဒါအတွက်ဆိုအသက်တရေခဲ့တယ်ဆိုပြီးပောက်ကွဲနေခဲ့တာကြောင့်အမေဖြစ်သူမှတားနေခဲ့တယ်အဲ့ဒီနောက်နေ့မှာတော့ဆာရာတို့ရဲစခန်းမှာပဲမင်္ဂလာဆောင်ခဲ့ကြပြီးရဲမှုကအဆဆရရလုပ်ပေးနေခဲ့တယ်ဒါပေမဲ့ရုတ်တရက်ဆာရာမိဘတွေကရောက်လာကဆာရာပြုတ်သွားခဲ့ပြီးအဖေကိုဖတ်ထားခဲ့တော့တယ်အဲ့ဒီနောက်အဖေကအတာမင်းညကလာသွားခဲ့တာဖြစ်ပြီးဆာရာကိုအသက်ပေးချစ်ခဲ့ကြောင်းပြောခဲ့ကဒီလိုယောက်ျားမျိုးကိုရွေးချယ်မှုမမှားဘူးဆိုကသမီးဖြစ်သူရဲ့မင်္ဂလာဆောင်ကိုအမှတ်ပြုတ်ပေးလိုက်တာကြောင့်အားလုံးပြုတ်သွားခဲ့တယ်အဲ့ဒီနောက်မင်္ဂလာဆောင်မှာလက်မှတ်ထိုးဖို့ပြင်နေခဲ့ရင်ဆာရာတယောက်မျက်လုံးတွေဝေဝါးပြီးလဲကျသွားတော့တယ်အဲ့ကြမှာမိဘတွေကဆာရာရဲ့ယောဂအခြေအနေကိုသိရှိခဲ့ကြပြီးနောက်နောက်ရကသမီးဖြစ်သူမှာအချိန်မရှိတော့ဘူးဆိုတာကြောင့်ရှင်နေကွဲခဲ့ရပြီးတစ်ဖက်မှာလည်းအတာအဖေဖြစ်သူစီကမြေကွက်လက်အနှမ်းငယ်ကိုပေးဖို့တောင်းဆိုနေခဲ့တယ်ဒါပေမဲ့အဖေဖြစ်သူမှာသူ့သားစီကတွေးတွေကြောင့်လူထက်တက်ပြန်ပြီလားလို့မေးခဲ့တော့ဒေါသထွက်ကပြန်သွားခဲ့တယ်အဲ့ဒီနောက်ဆာရာကိုသူ့ဘာကြောင့်ထောင်ချခဲ့ရတဲ့ကိုပြောပြကငငယ်ကသူ့အရန်ချစ်ရပြီးအမေလိုတက်မိုးထားရတဲ့အန်တီကိုဦးလေးဖြစ်သူမှာအတင်းအဓမ္မလုပ်ခဲ့တာကြောင့်တားခဲ့ရင်လက်လုံကထောင်ချခဲ့ရတာဖြစ်ပြီးအဖေဖြစ်သူမှာလည်းနာမည်ကြီးရှိနေတရားဖြစ်နေခဲ့ပေမဲ့ချက်လို့အမှုမလိုက်ပေးခဲ့တာကြောင့်ထောင်ချခဲ့ရတယ်လို့ဆိုတယ်အဲ့ဒါကြောင့်အဖေကိုအခုထိမုန်းတီးနေခဲ့တာဖြစ်ပြီးဆာရာကလည်းခွင့်လွှတ်ပေးတဲ့ကြောင့်နားချနေခဲ့တယ်အဲ့ဒီနောက်ဆာရာကိုဖတ်ထားခဲ့ပြီးမထားခဲ့ပါနဲ့တဖွာဖွာရေယူနေခဲ့ပြီးဆာရာလည်းအတက်ကိုအရန်ချစ်ကြောင်ပြောရင်မျက်လုံးမိတ်တော့ကလောကကြီးကိုထာဝရနှုတ်ဆက်သွားခဲ့တော့တယ်အဲ့ဒီနောက်အတက်တရားဘာမှမသိတော့ပဲကြေကွဲဝမ်းနည်းနေတဲ့အဖေဖြစ်သူရောက်လာကပြမဖြစ်သူကိုရအောင်မကူနိုင်ခဲ့ဘူးဆိုပြီးတည်သွားခဲ့တာကြောင့်တားဖြစ်သူအတွက်စိတ်မကောင်းဖြစ်နေခဲ့တယ်အဲ့ဒီနောက်တာဖားနှစ်ယောက်လည်းပြန်လဲအစီပြေခဲ့သွားခဲ့ကြပြီးဇက်လန်အစာပြန်လဲရောက်ခဲ့ကအင်တာတယောက်နာမည်ကြီးရှိနေတယောက်ဖြစ်နေခဲ့ပြီးဆာရာနာမည်နဲ့ဖေအောင်မသူ့ကိုနေ့ရက်တိုင်းဘလောက်လွမ်းနေကြောင်ပြောနေရင် Sanitary Capsule ဆိုတဲ့ဇက်လန်လေးလည်းဒီညမှာပဲပြီးဆုံးသွားခဲ့ပါတယ်အခုလိုမျိုးဇက်လန်ကောင်းလေးတွေကိုကြည့်ရှုရှင်နေဆိုရင်တော့ကျမတို့ရဲ့ channel ကို like and subscribe လုပ်တော့မမေ့ပါနဲ့နော်